အဲ့တော့အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ HP ရော Crafter ပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ကိုမနီဂျာနယ်ကကာယခတ်ဆုံး hero တွေထဲမှာတစ်ကောင်ဖြစ်တဲ့ကျွန်တော်တို့ hero ဘန်နဒတာကိုင်ကြီးကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ဘန်နဒတာကကိုင်တယ်မယ်ဆိုတော့လေးကျန်တဲ့ hero ပဲဖြစ်ပါတယ်အဲ့တော့ပြော့တာတော့ပြော့တယ်ပေါ့နော်ဒါ run နေမှာဆိုလို့ရှိရင် ban list ထဲကလွတ်ပြီးတော့တကယ်ကိုင်တက်မယ်ဆိုလို့ရှိရင် hyper လဲဆော့လို့ရတယ် ESP လေးနဲ့သွားလို့ရတယ်ဒါကြောင့်ကျွန်တော် enemy ဘက်ကကျွန်တော်တို့ရဲ့ဟလာကွီးချောင်းတို့နောက် joy တို့အဲ့လို Prince Bear ကောင်ပါတဲ့ကောင်တွေများလာလို့ရှင်းထိန်လို့ရတယ်ရိုးတော့ကောင်ဖြစ်ပါတယ်အဲ့တော့ချက်တော့အကြည့်လိုက်အောင်အဲ့တော့ Banana ရဲ့ passive ကိုကျွန်တော်အရင်ဆုံးရှင်းပြမယ်ပေါ့နော် Janice Bear ကိုမရှင်းပြခင်သူ့ကို player တော်များများမကင်တတ်တာကလည်းဒီ passive ကရှုပ်လို့ passive ကိုတိတ်နားမလဲတဲ့အတွက်ကြောင့်မကင်တတ်တာဖြစ်ပါတယ်ဒီကောင်ကလည်း Julian လိုပဲ passive ကိုမူတည်တယ်ပေါ့နော်ကင်ရတာကဟုတ်Banana ရဲ့ passive ကတော့ကျွန်တော်တို့ဒီမှာထားဖို့နိုင် passive တက်ချက်နှစ်ချက်သုံးချက်လေးချက်ပြည့်အောင်ခုတ်လို့ရှိရင်လည်း passive ပွင့်နေမှာဖြစ်ပြီးတော့ရိုင်းနေလက်နဲ့ဗျာကျွန်တော်တို့ကုံဝိုင်းထိဆောင်လာတော့ခုတ်နေတော့ကြာတယ်ပေါ့နော်လက်နဲ့လိုဖိပြီးတော့ပြသွားပြီဆိုတော့ enemy ဒီဟာလေးကိုလွတ်လိုက်ပြီးဖိထားတဲ့ဟာလေးကိုလွတ်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ enemy ကိုလက်မောင်းဖြစ်ပြီး263 damage ထွက်မှာဖြစ်ပါတယ်ကျွန်တော်ပြန်ပြအောင်နော်263 damage ထွက်မှာဖြစ်ပါတယ်အဲ့တော့ဒီ passive က spell နဲ့ဘယ်လိုလုပ်လို့လဲဆိုတာတော့နောက်မှရှင်းပြပါမယ်နော်အခုလို့ဆို spell အလုပ်လုပ်ပုံကိုရှင်းပြပါမယ်ဒါတော့ပထမဆုံးရှင်းပြမှာ skill 1အဲ့တော့ကျွန်တော်ပထမဆုံးရှင်းပြမှာကတော့ Banana skill 1 Banana skill 1ကကျွန်တော်ခုကြလို့တောင်းဝိုင်းကျန်းပုံစံမျိုးသူ့ skill 1ဒီဘေးနားမှာရှိတဲ့ enemy တွေက damage အဲ့လိုကြီးပေးမှာမဟုတ်ပါဘူး skill 1အလဲမှာရှိတဲ့လေးကိုကျွန်တော်ဒီ4000စုံထဲမှာရှိတဲ့ enemy ကို408 damage ထွက်မှာဟို905ပေါ့နော်အဲ့ The darkness gathers as the light of day အဲ့တော့ skill 1ပေါ့နော် day 2ကိုကျွန်တော်သွားကြည့်လိုက်အောင်Every dawn is a new beginning ကျွန်တော် enemy ကိုဘလင်းပြီးတော့ damage ရောမှာပါတယ်။နော်damage ဘယ်လောက်ထွက်တယ်ဆိုတာကတော့ကြီးကြမရှင်းပြနေတော့ဘူးပေါ့နော်။ bro item win with တို့ချမ်းလာမှာဖြစ်တဲ့အတွက်ကြောင့်ဒါကြီးကလာဒီကြကြီးရှင်းပြမနေတော့ဘူး။အဲ့တော့ချိန်နဲ့ Am I a demon hunter or a justice yard ဝင်ကိုဖနေနိုင်မှာဖြစ်ပါတယ်။ဘလင်းကိုနည်းနည်းကြားတဲ့အတွက်ကြောင့်ကိုနည်းနည်းလို့ပြောအောင်လေချင်းကိုက်တုံးနိုင်ဖို့လိုရပေါ့နော်နှုတ်မို့ဆိုလို့ရှိရင်မန်နေဂျာပြောတဲ့အတွက်ကြောင့် enemy ကိုပြန်ဖိုင်ကိုပြန်ပြီးမာလကီရတက်ပါတယ်အဲ့ဒါကြောင့်ပါဟုတ်ကဲ့အဲ့တော့ Banana ရဲ့ enemy ကိုလည်းသွားကြည့်လိုက်အဲ့တော့ Banana ရဲ့ enemy ကတော့ကျွန်တော်ဒီလို enemy ကိုthat's what please ဆိုပြီးတော့ဟိုအင်္ဂလိပ်လိုအော်ပြီးတော့နောက်ကန်ထားရတယ်နဲ့ပိုင်းထားခဲ့မှာဖြစ်ပါတယ်ဟန်ဆိုခုရဟန်ဆိုရဲ့ဟိုလိုပေါ့အဲ့တော့ဒီဒီဘာဆိုရဲဒီဝမ်းတော့ဟို spare နဲ့ passive နဲ့ဟိုလိုလုံးလောက်ရလဲဆိုတော့ tradition ရပြီးတော့ပဲအဲ့တော့ Banana ကကျွန်တော်တို့ spare တွေကသူ့ရဲ့ဘယ်လိုပြော visit နှစ်ချက်အဲ့ passive အလဲလောက်မှရှိနေတဲ့အချိန် spare သုံးလို့ဆိုရင် passive ပြည့်အောင်မှဖြစ်ပြီးတော့စမ်းသုံးလို့ရမှာဖြစ်အဲ့ဒါကို player တော်များများမသိဘူးပေါ့နော်ဒီလိုမြန်မာလိုကြီးဘာသုံးပြီးတော့ passive ပြည့်တဲ့အချိန်ကိုပို့ပြီးအဲ့လိုဆွဲနေရဖြစ်တယ်အဲ့အချိန်မှာ enemy ရဘလို့လို့ကိုပြန်ပြီးတော့မာလကီအောင်ကျုံးသွားတာပဲဖြစ်ပါတယ်အဲ့ဒါ player တော်များမှားနေတဲ့အချိန်တွေပေါ့နော်ဟုတ်နှစ်ချက်ရင်ကိုအဲ့မှာမဟုတ်လေ passive ဝင်အောင်ဆွဲလိုက်ဆွဲပြီးသွားပြီဆွဲအမှချက်ဟုတ်ဒီမှာလို့အဲ့လိုဖြစ်အောင်လုပ်ပေးရမှာပဲဖြစ်ပါတယ်သူက gate တွေကဘယ်လိုဆိုရင် passive ပွင့်နေဆိုတာတော့မှန်ပါတယ်ဒါပေမဲ့ bro passive ပွင့်အောင်ခုများဒီမှာကြီးကျွန်တော်ပြမယ်2 1 3တော့ passive ကအပြည့်မရောက်သေးဘူးအဲ့တော့ဘယ်နဲ့တော့ကိုင်းမယ်ဆိုလို့ရှိရင်ရေးကြည့်တာကတော့ကျွန်တော်အနည်းဆုံးဟာနည်း passive ကိုလောက်ပြီးတော့ဒီဘယ်လိုကလက်ကင်ကြော်လောက်လေးလောက်ထိတော့အမြင်ဖြစ်နိုင်ထိန်းထားဖို့လိုတယ်ဒီကောင်ကbuff တွေဘာတွေကိုခုတ်လို့ရှိရင်လည်း passive ကထွက်နေတာဖြစ်တဲ့အတွက်ကြောင့်ဘာတိုင်းမပြည့်နေပါဆိုတစ်ချက်တော့အမြဲတမ်းပြည့်လို့နေအောင်ပြည့်ရဖို့တော့လိုတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ combo တွေကိုတစ်ချက်တော့သွားကြည့်လိုက်အောင်ကျွန်တော်ဒါသူ့ရဲ့ပထမဆုံး combo ကတော့ Edimate K2 passive K1 ဆိုတဲ့ combo လေးပဲဖြစ်ပါတယ်အဲ့တော့ဒီ combo ကတော့ကျွန်တော် 1/1 ဟာလာတွေးလို့ရှိရင်ပဲဖြစ်ဖြစ်နောက်
ဗတယ်ဒီမှာလည်းအသုံးဝင်ပါတယ်ကိုသုံးတယ်မဆိုတော့ Massman တို့ Mate တို့နိုင်ချင်တယ်ဆိုလို့ရှိရင်တော့ဒီပုံပေါ်လေးကိုသုံးမှာဖြစ်ပါတယ်အဲ့ဒါတော့ Edimax K2 Passes K1 ဆိုတာလေးကိုပြန်ပြပါ Let's dance with blades အဲ့လိုဆိုလို့ရှိရင်အဲ့မှာ Massman ဖြစ်ဖြစ်Mate ဖြစ်ဖြစ်တော့တဲ့ကောင်ဆိုလို့ရှိရင်တော့ကြောက်ပြီပေါ့နော်အဲ့တော့အရေးကြီးတာတစ်ခုကဘယ်နဲ့တတာကိုဘယ် join တော့မယ်ဆိုလို့ရှိရင်တော့ဘယ်နဲ့တတာကပြော့တဲ့ကောင်ဖြစ်တဲ့အတွက်ကြောင့်RD game မှာ live ဟိုဖြစ်ပေးတာအကောင်ဟုတ်ပြီမယ်လေကင်းကြိုင်ဝင်တော့မယ်ဆိုလို့ရှိရင်ပြောရင်တော့ဂျာပလီယာဆဲလဲဆဲပေါ့နော်ဆဲဖို့ပဲရှိရအောင်အဲ့တော့ဒီကောင်ကိုလေကင်းမှာဝင်မယ်ဆိုလို့ရှိရင်ဒီကောင်ပြော့တယ် enemy တွေက brother တို့ကိုမှလေ enemy ဘက်မှာမီယာတို့ဘာလို့လို့ပေါင်းနေပါလာပြီဆိုတော့မလေးကြီးရဖို့များတယ်ပေါ့နော်မာရီယာအခုတည့်ရတဲ့အတိုင်းလေကင်းကြိုင်ဘယ်တော့ပြီးကျန်လဲဆိုတော့လည်းတည်မှာနီးတောင်ကတ်လို့မရဘူးလေးလာလို့ပဲခါအဲ့တော့ကိုယ့်ဘက်ကတင်းမိတ်တွေသွေးလျှော့တာကိုခြုံထဲမှာပဲစောင့်နေပါတမ်းမှွင်ပါနေအောင်အဲ့တော့ဟိုဘက်ကကောင်တွေသွေးဖြာသွားပြီးကိုဝင်ပိုင်းရင်နိုင်တော့မဲ့အချိန်တွေလောက်ဆိုလို့ရှိရင်ကျွန်တော်တို့စောစောပြောတဲ့ကွန်မွန်နဲ့ဝင်လိုက်တာအကောင်းဆုံးပဲပေါ့နော်အဲ့ခါကျရင်9កောင်လို့အုံနေပိုကောင်းတာပါစားပိတ်ပေါက်ပေါက်ထွက်လာဒါကေးကောက်တယ်တော့မဟုတ်ဘူးပေါ့နော်ဘာကိုဆင်းပြေဆုံးဝင်တာပေါ့ခုနကမှဆိုင်နေဟိုလေးခဏတော့ဟိုကျန်နေဆောင်သိမထုတ်ရင်ပြီးဟုတ်တယ်မဆဲလဲဆဲကွာကျွန်တော်စောစောကွန်ဘိုကိုကျွန်တော်တို့ scale 2ကိုအရင်မသုံးခင် passive ကိုအရင်သုံးနေရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ Benedetta ကအဲဒီသုံးပြီးရင် passive ကတန်းပွင့်တာဖြစ်တဲ့အကြောင်း passive သုံးပြီး scale 2လုပ်ပြီးတော့မှပြီးသွားအဲ့လိုဆိုလို့ရှိရင်လည်း enemy ကောင်ပျောက်တယ်အဲ့လိုအဲ့ခါကျရင်ကျွန်တော်တို့ဒီမှာကိုတော့မသိဘူးနည်းဆော့ပြရမယ်နော် Let's dance with blades Kings of the Monian Empire know nothing ဂျားဒီမှာ passive ကထက်ရတဲ့အတွက်ကြောင့်ထပ်သုံးရင်လည်းသုံးလို့ရတယ်ပေါ့နော်အဲ့လိုဆိုရင်တော့မာတဲ့ကောင်ဆိုတော့ပျောက်ဖို့ကိုရာခိုင်နှုန်းများတယ်ပေါ့နော်sky ကြီးရတာနဲ့ထဲဆိုလို့ရှိရင်တော့ဟိုလိုက်တာပေါ့ဟလားဒါကတော့ကျွန်တော်ခုပြနေတာတော့ flicker ကြီးနဲ့ဆို ESP တိန်သွားတဲ့ item page တွေပိုင်းနဲ့ပေါ့ကျွန်တော်ကတော့ ESP တိန်တခါအဲ့လောက်ကြီးမစောဘူးပေါ့နော်တခါပဲလို့ပဲစောဘူးတယ်ကျွန်တော် ESP တိန်နည်းနည်းတော့စောရင်မစောစောလေးလည်းမရှိဘူးပေါ့နော်ဘရိုလိုစောမယ်ဆိုတော့ကျွန်တော် Amlan တွေ item page တွေပြမယ်ကျွန်တော်ကတော့ ESP တိန်မစောဘူး hyper ဆော့တယ်များတယ် hyper ဆော့တယ်ကိုချန်တယ် Amlan နဲ့ item page တွေချက်သွားကြည့်လိုက်အောင်ကွန်ဘိုကတော့ထားပြီဆုံးတော့ဟာပဲအဲ့တော့ကျွန်တော်ဘယ်နဲ့တက်တာကို hyper ဆော့ရင်သုံးတဲ့ item page ပဲဖြစ်ပါတယ်ဟာဘာလားဟာဟုတ်ပြီပေါ့ခုနကဘာလို့လို့ရင်ဟုတ်တယ်ခုမှမှန်သွားမယ်ဒါကတော့ကျွန်တော်ဘယ်နဲ့ဆော့ရင်သုံးတဲ့ item ဒီenemy ဘက်ကိုကြည့်ပြီးတော့ကျွန်တော်တို့မကြည့်ကြကောင်များနေတယ်နော်ကြည့်ကြကောင်များနော်မဟုတ်ကိုတော့ရှော့ကျင်တယ်ဆိုလို့ရှိရင်K1 က30တန်းလောက်ပဲဆက်စစ်ပြီးတော့မယ်level မြင့်လို့ level 15နောက်ဆုံး level ပြည့်လို့ရှိရင်30တန်းပဲကြာတဲ့တော့ဒီကောင်သုံးလို့ရှိရင်လည်းကောင်းတာပဲလေကင်းကြရင်ဟာ K1 မြန်မြန်ပြန်ပွင့်တော့သုံးလို့ရတယ်ပေါ့နော်ကျွန်တော်ထိုင်တောင်ရောဟောသွားပြီထိုင်တောင် sky ပြလာဖြေးလို့ကျင်လို့ထိုင်တောင်ကိုဒါကဘာလဲဆိုတော့ဒီသုံးနေနဲ့ပတ်စက်ကမပွင့်သေးဘူးရိုင်းနေမှာဖြစ်လို့ရှိရင် space ငါ space သုံးမိရတယ် visit တက်ချရင်ချတယ် visit တက်ကိုdamage တော့လေးရှိတဲ့အတွက်ကြောင့်ကျွန်တော်ထားသုံးတာပဲဖြစ်ပါတယ်ဒီနေ့ကဒါ physical damage လည်းပါလို့ visit တက်ကျွန်တော်ချရမှာပဲလေအခါကျရင်လည်း damage အကျကြီး crown လို့နောက်ဆုံးရရတော့နော်အဲဒီအမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော် physical ဥစုပတ်သက်ဖတ်တဲ့အားလုံးမဆက်ချင်ဘူးဆိုလို့ရှိရင်ကျွန်တော်ကို define ထားတဲ့ item လေး define item ကောင်းအားဆက်ထားလို့ရှိရင်ဒီ channel လေးထည့်ချလိုက်ရပါတော့ဘယ်တော့ဘာမှမဆိုင်ဘူးမဟုတ်ဘူးဘယ်လိုကြောင့်အဲ့ဒီချင်းပြီးရင်ဝက်ကကျန်းနေလို့ရှိရင်ထွက်ပြေးလို့ရအောင်ပေါ့နော်ဘာမှမဟုတ်အမလန်ချက်တော့ကြည့်ရကျွန်တော် assassin အမလန်နဲ့ဆော့လို့ရ fighter အမလန်နဲ့ဆော့လို့ရတယ်ဒါမဲ့ပို့ထွက်ချင်တာ assassin အမလန်နဲ့ဆော့ဒီကောင်ငါလည်း assassin အမလန်ဆော့တယ်ဘာလို့ fighter မအင်ဂျင်ရအောင်ဟဲ့ assassin အမလန်ကိုကျွန်တော် fighter ကိုဒီစီတက်က item ကိုတော့ဒီကောင်ရောမအောင်သွေးလေးနဲ့ပါတက်အောင်နောက်ဆုံး item တော့ killing spree 3ညင်တော့ဒါမှမဟုတ်ဒီကောင်တော့မဟုတ်ဘူးပေါ့နော် killing spree ကတော့ကျွန်တော်သွေးတက်တယ်အနီတကောင်ခုတ်ပြီးရတယ်သွေးပြန်တက်တဲ့အတွက်ကြောင့်ဗလဲလေးကြာနေနိုင်မှာပေါ့ဗျာဒါကတော့ကျွန်တော် damage okay အဲ့တော့
ခုလည်းလုံးလည်းဆော့လို့ရပါတယ်ဝါခိုင်းနေလဲကျွန်တော်သုံးတက်မှဆိုတော့လိုက်လာတယ်ဒီမိတ်ဓာတ်မိတ်ပို့ဆက်တာပဲကျွန်တော်တို့အဲ့လောက်ကြီးဘယ်နဲ့လာဝါခိုင်းနေဆိုတော့အခါမတူဘူးညာလုံးတရားတော်မလားဆော့ကြတယ်ဒီခနဲ့ဒီ single speed နေပေါ့နော်အဲ့တော့ဘာနာတတာခိုင်လေးရတော့ဒါပါပဲဟုတ် ESP lane သွားခြင်းတဲ့ player တွေကိုပြအောင်မယ်ဒါကတော့ ESP lane သွားခြင်းတဲ့ခေါင်းကြီးတွေတော့ပေါ့နော်ဒါဆို item ထဲဆော့မယ်ဆိုလို့ရှိရင်လည်းဆော့ပေါ့နော်ဘယ်လိုပြောတဲ့အတွက်ကြောင့် enemy တွေကိုတော့မလီရဖ item ထဲဆော့ပါကျွန်တော်တော့ဘာမှမပြောတော့ဘူးနော် item B ကတော့ကျွန်တော်ခုပြထား item B ကို sky mirror ကိုထည့်ခြင်းလည်းဆိုတော့ဒီရမှာထည့်ဖို့ဒီအဲ့ဒါရောဒီလေးပေါ့ဒီလိုလေးတိုင်းကြတာမထည့်ခြင်းဘူးဆိုလို့ရှိရင်လည်းခုပြဒီကောင်က manager ဆိုတော့မလိုပါဘူးအဲ့တော့ဒီညမှာကျွန်တော်အားဆက်ရမယ်ဆိုတော့ကျွန်တော်ထည့်ဒါမှမဟုတ်ဒီ physical damage ကိုဒီအခုဒီ3ကွက်ကိုပဲထည့်ဆိုဒီကျန်တဲ့နောက်ကွက်နေရာကိုလောပြီးတော့ဘာလာလို့ဥပမာကြားရတယ်နော်နောက်ကွက်ကိုလို့ physical ကောင်းတဲ့ item တစ်ဖက် item ထည့်ဆိုလိုက်လေရတယ် physical item ကိုတော့3ကွက်လောက်ထည့်လိုက်ပေါ့နော်အဲ့တော့MLB ကတော့ကျွန်တော်တို့ FPC ကောင်းရင်ဖိုက်တာမျိုးလို့ဆိုတာပြောင်းတယ်။ကောင်းနေတယ်နော်။ကျွန်တော်တို့ TV file နဲ့ဆောက်လို့ရတယ် play file နဲ့ဆောက်လို့ရတယ်။ TV file ကတော့အဲဒီ share ပြီးသွားလို့ရှိရင်သုံးလို့ရတယ်။ဒါပေမဲ့အဲ့ဒါလက်မြန်ပါဗျ။အခုတို့လည်းတွေ့မှာ TikTok မှာဖြစ်ထားတယ်။အဲဒီ TV file အဲဒီ vanilla TikTok ဗီဒီယိုလေးတို့တွေ့ဘူးမှာပေါ့။အဲ့ဒါကျတော့ဟိုလက်မြန်သုံးနိုင်မှာငါးကောင်မျိုးခဲနိုင်မှာကိုင်းတာဖြစ်တဲ့အတွက်ကြောင့်အဲဒီဖလက်ကာကိုသုံးတာတော့ပိုကောင်းမယ်အစကိုင်းတဲ့ player တွေအတွက်ကတော့အဲ့တော့နေ့ဗီဒီယိုကဒီလောက်ပါပဲကျွန်တော်နောက်နေ့ဗီဒီယိုမှာပြန်တွေ့ပါမယ် brother တို့ရေ